ဘဝဆိုတာစဉ်းစားကြည့်ဘဝဆိုတာတဦးနဲ့တဦးဟာအပြန်အလှန်ယမယံခါယန္တုဖြစ်လိုက်ယံခါဗယံခါမိတ်ဆွေဖြစ်လိုက်ယမယံခါသားအဖဖြစ်လိုက်ယမယံခါအမေနဲ့သမီးဖြစ်လို့ဖြစ်အဲ့လိုဘဝဆိုတာတန်တရားထဲမှာကျင်လဲနေကြတာဖြစ်တယ်ဟောကျင်လဲနေကြတာဖြစ်သည့်အတွက်ကြောင့်တူသီခံခြင်းခွင့်လွှတ်ခြင်းဆိုတာနဲ့ဒီဘဝမှာငါတို့ဟာရန်သူဆိုတာဖြစ်နေပြီမဲ့တစ်ချိန်လုံးကမိသားစုမှာဖြစ်ခြင်းဖြစ်ခဲ့မှာဖြစ်တယ်အမှန်တန်ရှိလျားတဲ့ဘဝခရီးမှာမိဖို့မိခင်မဖြစ်ဘူးတဲ့အမျိုးသမီးဖခင်မဖြစ်ဘူးတဲ့အမျိုးသားညီကိုမောင်နှမမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးလို့သူတို့ဆိုဒါကြောင့်မို့ဘုသူပေါ်မှာမုန်းတီးခြင်းဆိုတဲ့စိတ်တွေမထားပဲမေတ္တာသက်ဝင်ချစ်ခင်လို့တူပေါ်မှာတူမေတ္တာထားပြီးဆက်ဆံနိုင်ကြမယ်ဆိုလို့ရှိရင်လောကကြီးဟာငြိမ်းချမ်းသွားမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိတို့တဏ္ဍာမှာစိတ်သောကဆိုတာများဖြစ်လာခဲ့လို့ရှိရင်အခုလိုမှန်ကန်တဲ့စဉ်းစားမှုတွေနဲ့စဉ်းစားကြရမှာဖြစ်တယ်ပစ္စည်းဥစ္စာဆုံးရှုံးလို့ကြုံလာတဲ့အခါမျိုးမှာဆိုရင်လောကကြီးတဲ့သဘာဝဟာမမြဲဘူးပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဒီနှမျိုးဟာတစ်မျိုးမျိုးပဲဖြစ်လာမှာပဲဖြစ်တယ်ကောင်းကင်ကနေမင်းကြီးဟာလဲပေါ်ထွက်လာပြီးရင်ပျောက်ကွယ်သွားရတာပဲလာမင်းကြီးဟာလဲပေါ်ထွက်လာပြီးတော့ပျောက်ကွယ်သွားရတာပဲလောကရဲ့သဘာဝဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့လောကသဘာဝအတိုင်းဒါတွေကိုလိုက်ပြီးတော့စိတ်သောကရောက်နေလို့ရှိရင်တို့တွေပါပူလို့ဆုံးနိုင်မှာမဟုတ်ဘူးစိတ်သောကရောက်เสียမဟုတ်ဘူးလို့မှန်ကန်တဲ့အတွေးတွေတွေးပြီးဆင်ញင်သုံးသပ်ခြင်းဖြင့်သောကကိုဖယ်ရှားပြနိုင်တာဖြစ်ပါတယ်